ဂျိုးနတ်စ်ဟာပိတ်မိနေတဲ့ဇနီးဟောင်းလိုရီအပါအဝင်သုတေသနအဖွဲ့ဝင်တွေကိုကယ်ဆယ်ဖို့ရေအောက်ကိုဆင်းခဲ့ရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းစဉ်ဟာစိတ်လှုပ်ရှားစရာကောင်းခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲမက်ကာလန်တန်လို့ခေါ်တဲ့ခု25ပေရှိတဲ့အေယာမငါမန်းကြီးကိုဂျိုးနတ်စ်တယောက်မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရပါတယ်။ So glad I'm not crazy. သူဟာသုတေသနအဖွဲ့ကိုခက်ခက်ခဲခဲကယ်ဆယ်ခဲ့ပြီးနောက်တောင်တင်နေတဲ့ရေငုပ်သင်္ဘောကိုဖောက်ခွဲပြီးထွက်လာခဲ့ပါတယ်။သူတို့မသိလိုက်တာကထိုးဖောက်ခွဲမှုကြောင့်အပူချိန်ပြင်းထန်လာပြီးငမန်းကြီးဟာအပူပိုင်းချမြင့်ကိုဖျက်ကျော်ကာပေါ်ပင်လဲပြင်စီကိုလွတ်မြောက်လာခဲ့တာပါပဲ။ဒီတရဝါကြီးဟာငမန်းအသေးစားတွေကိုစတင်စားတောက်ပြီးကမ်းရိုးတန်းကသင်္ဘောတစ်စီးကိုဖျက်ဆီးခဲ့ပါတယ်။ဒီငမန်းကြီးရဲ့အရွယ်စားနဲ့အားအင်ကိုပထမဆုံးမြင်တွေ့ရတဲ့မြင်ကွင်းဟာမြင်ခဲ့ရသူအားလုံးကိုထိတ်လန့်သွားစေခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ကြောင့်သုတေသနစခန်းကိုငွေကြေးထောက်ပံ့သူဘီလီယံနာမော်ရီရဲ့သုတေသနအဖွဲ့ဝင်တွေဟာမက်ကာလန်တန်ရဲ့တည်ရှိမှုကိုကဘာကသိအောင်ဆိုရတွေကိုချပြဖို့ပြောနေပါတယ်။မော်ရီကတော့သူ့ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေဆုံးရှုံးမှာနဲ့တရားစွဲခံရမှာကိုစိုးရိမ်သောကြောင့်သူကိုယ်တိုင်မက်ကာလန်တန်ကိုအမြန်ဆုံးရှင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။သူရဲ့ညံနေတဲ့ဆုံးဖြတ်ချက်ကြောင့်သူဟာလှေပေါ်ကနေပြုတ်ကျသွားပြီးမက်ကာလန်တန်ရဲ့အစာဖြစ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ငါးမန်းကြီးဟာဆန်ညာဘေးလို့ခေါ်တဲ့လူတွေအပန်းဖြေနေတဲ့ကမ်းခြေစီကိုဦးတည်ပြီးသွားနေခဲ့ပါတယ်။ဒါကြောင့်ဂျိုးနတ်စ်နဲ့စုရင်လို့ခေါ်တဲ့အမျိုးသမီးဟာရေငုပ်သင်္ဘောတစ်စင်းစီယူဆောင်ကမက်ကာလန်တန်ကိုရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။သူတို့ဟာပညာသားပါလှည့်စားတဲ့ဗျူဟာကိုအသုံးချခဲ့ပြီးမက်ကာလန်တန်ငမန်းကြီးရဲ့အာယုံကြောတွေနဲ့မျက်လုံးတို့ကိုတိုက်ခိုက်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့မက်ကာလန်တန်ဟာသူ့ရဲ့သွေးညှိနှံကိုရတဲ့တခြားသောမမန်းငယ်တွေရဲ့ကိုက်ဖြတ်စားတောက်ခြင်းကိုခံလိုက်ရပြီးဂျိုးနတ်စ်ဟာသူ့ရဲ့ဂုဏ်သိက္ခာကိုအောင်မြင်စွာပြန်လည်ရယူနိုင်ခဲ့ပါတယ်